Green Lantern မှာဘလို့ super power တွေရှိလဲဆိုတာမင်းသိလားလူအတော်များများက Zack Snyder ရဲ့ Justice League ရုပ်ရှင်ကိုကြည့်ပြီးခဏလေးအဲ့ဒါ Green Lantern ရောက်မဟုတ်ဘူးလားလို့မေးကြတယ်ပြီးတော့ဟုတ်တယ်တမျိုးဒါပေမဲ့အဲ့ဒါကပြောစရာအပိုင်းမှာ Green Lantern ကလူသားဖြစ်เสียမလိုပါဘူးမြောက် what ငါဒါမှမဟုတ် insect ပိုးတောင်ဖြစ်နိုင်တယ်သူတို့အားလုံးက Green Lantern ရဲ့အဓိကပိုင်းကနေလာတာပါဒါဆိုရင်ရွေးချယ်ထားတဲ့မီးအိမ်ကတကယ်တမ်းမှရလဲပထမဦးစွာမာကျော်သောပေါ်ပါသောတိဆောက်ပုံများလက်စုပ်ကအတွေးတွေကိုတကယ်အရာဝတ္ထုတွေလက်နက်တွေဒိုင်းတွေကရိယာတွေအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်မင်းစိတ်ကူးကြည့်ပါလက်စုပ်ကတိဆောက်ပေးတယ်ပြီးတော့မင်းရဲ့စိတ်ဆွမ်းအားပိုအားကောင်းလေအဲ့ဒီတိဆောက်ပုံတွေကပိုအားကောင်းလေပဲဒါကြောင့်ဒီဆွမ်းအားဟာကျွတ်သားတွေနဲ့တကယ်မဆိုင်ပါဘူးဖိအားအောက်မှာစိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုနဲ့ပတ်သက်ပါတယ်ဒုတိယအချက်အနေနဲ့စွမ်းအင်ထုတ်လုပ်မှုပါဒီလက်စုပ်ကအားကောင်းတဲ့စွမ်းအင်ပောက်ကွဲမှုတွေကိုပြစ်ခတ်နိုင်ပြီးအသုံးပြုသူရဲ့ခန္ဓာကိုယ်ကိုမြင့်တင်ပေးနိုင်တယ်လို့သူတို့ကိုအလွန်မင်းမြန်နှုန်းနဲ့ပြန်တန်းစေနိုင်ပါတယ်ဒါရှင်းအချို့တွင်ယင်းဒီအကွာဝေးရှည်သို့မဟုတ်ဗတ်ဆုံခီးသွားလာရန်အတွက်အာကာသမှတဆင့်လမ်းကြောင်းများကိုပင်ဖွင့်ပေးနိုင်သည်တတိယအချက်အနေနဲ့ယူသွတ်တဲ့လက်စုပ်ကတင်းနဲ့ချိတ်ဆက်လိုက်တာနဲ့ကြီးမားတဲ့စကြဝဠာ database နဲ့ချိတ်ဆက်ပေးပါတယ်ဆိုလိုတာကဘာသာပြန်ခြင်းပတ်ဝန်းကျင်ခွဲခြမ်းစိတ်ဖြာခြင်းပစ္စည်းစတင်ဖတ်ခြင်းဤပညာဆိုင်ရာချိုးယွင်းချက်တွေတောင်ပါဝင်ပါတယ်စကြဝဠာရဲ့အထူးကျွန်ဆုံးရှင်သန်ရေးကိရိယာကိုလက်ချောင်းပေါ်မှာကင်ထားတယ်လို့ပါပဲပြီးတော့ bonus ability တွေရှိပါသေးတယ်အာယုံခံစားမှုမြင့်တင်ခြင်းကုသခြင်းအထောက်ပံ့ထပ်တူပြုခြင်းနဲ့တခါတရံတွင်ယာယီစွမ်းအားမျှဝေခြင်းဒါကြောင့် Green Lantern ရဲ့တကယ်ကန့်သက်ချက်ကလက်စွပ်မဟုတ်ပါဘူးအသုံးပြုသူရဲ့စိတ်နဲ့ဆန္ဒကတကယ်တမ်းဘယ်လောက်ထိလှုပ်ဆောင်နိုင်လဲဆိုတာပါပဲ